အခုအပိုင်းစနစ်မှာကတော့ကျွန်တော်တို့ WLHE scatter charge ပေါ့နော်ဒီ application ကနေပြီးတော့ကျွန်တော်တို့ site density ကိုဘယ်လိုတည်ဆောက်လို့ရမလဲဆိုတဲ့ဟာကိုရှင်းလင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရှင်အပိုင်းမှာတော့ကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ဒီ plot ပေါ့နော်ဒီ graph အထဲမှာ plot ထဲမှာရှိတဲ့ point တွေကိုခြုံငုံပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ကdensity ခွဲတယ်အဲ့ဒီ density ကကျွန်တော်တို့သူက contour line လို့မျိုး density မျိုးဖြစ်တယ်ဆိုတော့ contour line လို့မျိုး density မျိုးဖြစ်တဲ့အတွက်ကြောင့်သူကကျွန်တော်တို့အလဲ center ကိုရောက်သွားလေအလဲ center ကိုရောက်သွားလေသူက data ရဲ့ density ကပို့ပြီးတော့မြင့်လေဆိုတဲ့သဘောတရားမျိုးဖြစ်တယ်ဆိုတော့သူက 2D density ပုံစံလိုမျိုးဖြစ်တယ်ဆိုတော့ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ကအရောင်ပေါ့နော် density ကိုမှကျွန်တော်တို့အရောင်နဲ့ထပ်ပြီးတော့ခွဲတယ် fill density ပေါ့နော် fill color fill အရောင်နဲ့ကျွန်တော်တို့ထပ်ပြီးတော့ခွဲတယ်ဆိုတော့ဒီကနေ့အပိုင်းမှာတော့ကျွန်တော်တို့က site density ကျွန်တော်တို့ရဲ့ပုံရဲ့ပေါ့နော်ကျွန်တော်တို့ graph ရဲ့ x window နဲ့ y window ပေါ်မှာကျွန်တော်တို့နောက်ထပ် density ကျွန်တော်တို့ histogram လို့လိုမျိုး charge လေးတွေပေါ်လာအောင်လုပ်မယ်ဆိုတော့အဲ့ဒီနီလန်လေးကိုကျွန်တော်တို့ရှင်းနေမျှပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ WLHE scatter charge ပဲဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ပုံကြည့်မယ်ဆိုတော့ကျွန်တော်တို့ပုံတိဆောက်မှာဖြစ်တဲ့အတွက်ပုံကြည့်ဆိုတဲ့ဟာလေးကိုသွားမယ်ဒီဟာလေးကိုနှိပ်ပြီးတော့ပြောတော့တဲ့ခါကျတော့ကျွန်တော်ပေါ့နော်ကျွန်တော်တို့အခုကဒီနေ့ကကျွန်တော်တို့ iris data ဒီ iris data ကိုကျွန်တော်တို့ CSV file နဲ့လည်း description link ထဲမှာပေးထားတာရှိတယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့တကယ်အပြင်က data လို့မျိုးတင်ချင်တယ်ဆိုရင်အဲ့ဒီ data လေးကိုကျွန်တော်တို့ဒီမှာ browse လုပ်ပြီးတော့တဲ့ခါကျတော့ iris ကိုရှာပြီးတော့တင်လို့ရတယ်ဆိုတော့ဒီဟာကကျွန်တော်တို့မိမိရဲ့တခြား data ပေါ့နော်တခြား data တွေကိုတင်မယ်ဆိုရင်ဒီ real data ထဲကနေ browse ကိုဝင်ပြီးတော့တဲ့ခါကျတော့ကိုယ့်ရဲ့ data ကိုdata file ပေါ့နော် CSV file ကိုရှာပြီးတော့တင်လို့ရပါတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့ example data ကနေပြီးတော့ကျွန်တော်တို့ရမယ်ဆိုတော့ဒီ example data ဖြစ်တဲ့ iris နဲ့ empty color ကလည်းကျွန်တော်တို့ real data နဲ့တင်ချင်တယ်ဆိုရင် description မှာကျွန်တော်တို့data file download link လေးပေးထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့ download လုပ်ပြီးတော့ကျွန်တော်တို့ data real data လို့မျိုးလဲတင်လို့ရပါတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့က example data ဆိုတာကျွန်တော်တို့ဒီ application ကနေပြီးတော့အပြီးပါတဲ့ data ဖြစ်တယ်ဆိုတော့အဲ့ဒီ data ကနေပြီးတော့ကျွန်တော်တို့တင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ site density ကို data 2မျိုးရှိတယ် data file 2မျိုးရှိတယ်ကျွန်တော်တို့ iris data နည်းနည်းလွယ်ကူတဲ့ data နဲ့ကျွန်တော်တို့ရှင်းလင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့နားလည်လွယ်ရအောင်ဆိုတော့ဒီဟာလေးကိုရွေးလိုက်မယ်မှာရွေးပြီးသွားပြီဆိုရင်ထုံးစံတိုင်းပဲကျွန်တော်တို့ဒီ x window y window ထဲကို column name တွေဝင်လာမှာဖြစ်တယ်ဆိုတော့အရင်ခါရှင်းပြခဲ့တဲ့လိုမျိုးပဲဒီ data မှာကကျွန်တော်တို့ဒီ column ၄ခုကဆိုတော့ကိန်းဂဏန်းဆိုင်ရာ data ဖြစ်တယ်ပြီးတော့တဲ့ခါကျတော့ဒီမှာဒီ species ကကျွန်တော်တို့အမည်နာမ data ပေါ့နော်အမည်နာမ data ဖြစ်တယ်ဆိုတော့ကိန်းဂဏန်းဆိုင်ရာ data point တစ်ခုချင်းစီရှိတယ်အမည်နာမ data ကကျတော့ကျွန်တော်တို့ဒီအဲ့ဒီ point တွေကိုကျွန်တော်တို့အမည်နာမ data တစ်ခုအောက်မှာ grouping ပေါ့နော်အုပ်စုဖွဲ့လိုက်တယ်အဲ့လိုမျိုးသဘောတရားရှိတယ်ဆိုတော့ဒီမှာကကျွန်တော်တို့ဥပမာအဖြစ်ကျွန်တော်တို့ဒီနေ့ x window မှာကျွန်တော်တို့ simple length ထားလိုက်မယ်ပြီးတော့တဲ့ခါကျတော့ y window မှာကကျွန်တော်တို့ bit length ထားလိုက်မယ်ဒီဟာ x window နဲ့ y window မှာထားတာကကျွန်တော်တို့မိမိကြိုက်တဲ့လို့ထားလို့ရတယ်ဆိုတော့သူ့ဟာကသဘောတရားကဘယ်လိုမျိုးဖြစ်သွားမလဲဆိုရင်ဒီမှာကျွန်တော်တို့ y window data မှာ bit length ထားရတယ်ပြောတဲ့ခါကျတော့ x window data မှာ simple length ထားရတယ်ဆိုတော့ဆိုလိုရင်းသဘောတရားကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ကပေါ့နော် y equal to x ဆိုတဲ့သဘောတရားမျိုးဖြစ်တယ် x window ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ x data ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ y data ကိုကြည့်ချင်တယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လိုချင်တဲ့ data y data y window ဆိုတာက dependent variable ဖြစ်တယ်ဆိုတော့ x window က independent ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါကဒီလိုမျိုးရွေးထားလိုက်ခြင်းသဘောတရားကဘာကိုပြောတာဖြစ်မလဲဆိုရင် simple length ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့က bit length
ကိုကျွန်တော်တို့ကြည့်ချင်တယ်ဆိုတော့အဲ့ဒီသဘောမျိုးဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့ကဒီလို simple length မဟုတ်ဘဲနဲ့ကျွန်တော်တို့ petal length ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့က simple length ကိုကြည့်ချင်တယ်ဆိုရင်ဘယ်ဟာပြောင်းလဲတဲ့ပုံမှာကျွန်တော်တို့ petal length ပြောင်းလဲတဲ့ပုံမှာမူတည်ကြည့်ချင်တယ်ဆိုရင် petal length ကိုကျွန်တော်တို့ကသဘောတရားကျွန်တော်တို့ x ဝင်ရိုးမှာထားလိုက်မယ်ကျွန်တော်တို့ရဲ့လိုချင်တဲ့ variable ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ variable က simple length ဖြစ်တယ် simple length ရဲ့ပြောင်းလဲမှုကိုအဓိကကြည့်ချင်တယ်ဆိုတော့ petal length ရဲ့ပြောင်းလဲမှုကိုအခြေခံပြီးတော့ y ဝင်ရိုး simple length ကိုကျွန်တော်တို့ကြည့်ချင်တယ်ဆိုတော့ကျွန်တော်တို့ y ဝင်ရိုးက dependent variable ဖြစ်တယ်ဆိုတော့သဘောတရားကအဲ့လိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ရွေးထားတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ကဘယ်ဟာကိုပြောခြင်းဖြစ်လဲဆိုရင် statistic သဘောတရားရပါကိုပြောခြင်းဖြစ်မလဲဆိုရင်ကျွန်တော်တို့ကဒီမှာ x ဝင်ရိုးမှာကျွန်တော်တို့ petal length ထားရတယ်ဆိုတော့စကားဒီလိုဖြစ်သွားတယ် petal length ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ simple length ကိုကြည့်ချင်တယ်ဆိုတော့ simple length ကိုကြည့်ချင်တယ်ကျွန်တော်တို့ကြည့်ချင်တာ simple length ကိုပဲကြည့်ချင်တယ်ဆိုတော့ဘယ်ရဲ့ပြောင်းလဲမှုလဲဆိုတော့ x ဝင်ရိုးရဲ့ပြောင်းလဲမှု y equal to x ပေါ့နော်ကျွန်တော်တို့ formula မှာဆိုရင် y equal to x သဘောတရားအမြဲတမ်း y equal to x ပဲကျွန်တော်တို့ x တန်ဖိုးပြောင်းလဲသွားရင် y တန်ဖိုးကပြောင်းလဲသွားလိမ့်မယ်ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဒီမှာဆိုရင် y တန်ဖိုးက simple length ဖြစ်တယ် x တန်ဖိုးက petal length ဖြစ်တယ်ဆိုတော့သဘောတရားက petal length ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့simple length ပြောင်းလဲတာကိုကြည့်တာဆိုတော့ x ဝင်ရိုးပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ y ဝင်ရိုးကိုကြည့်တာ x data ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ y data ကိုကြည့်တာဆိုတော့ဒါကကျွန်တော်တို့အသေးစိတ်ပေါ့နော်ဒီ x ဝင်ရိုးနဲ့ y ဝင်ရိုးကဘာကိုဆိုလိုခြင်းဖြစ်တာလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ statistic နည်းအဖြစ်ကျွန်တော်တို့ပြောမယ်ဆိုရင်အဲ့လိုမျိုး dependent နဲ့ independent variable ဖြစ်တယ်ဆိုတော့အခုကကျွန်တော်တို့ဒီဟာလေးရွှေ့ထားလိုက်တယ်ဆိုတော့ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ဒါပထမဆုံးကျွန်တော်တို့ပုံလေးကို run ကြည့်လိုက်မယ်ကျွန်တော်တို့ဘာပုံမျိုးထွက်လာမလဲဆိုတဲ့ဟာလေးကိုကြည့်ချင်တယ်ဆိုရင်ဒီမှာ run လိုက်မယ်ဆိုရင်ဒီမှာအပေါ်မှာပုံထွက်လိုက်ပဲဖြစ်ပါတယ်ဒါဆိုရင်ဒါက y ဝင်ရိုးကဒီဟာ simple length ဖြစ်တယ်ဆိုတော့ x ဝင်ရိုးက petal length ဖြစ်တယ်ဆိုတော့သဘောတရားကpetal length ပြောင်းလဲတဲ့ပုံမှာမူတည်ပြီးတော့ simple length ကိုကျွန်တော်တို့ကြည့်တာဖြစ်တယ်ဆိုတော့ဒီဟာက 2D ပေါ့နော် 2D graph ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အရင်ခန်းကရှင်းလင်းခဲ့တယ်လို့မျိုးပဲကျွန်တော်တို့တခြား functionality တွေကိုထပ်ထည့်မယ်ကျွန်တော်တို့ box plot တို့ကျွန်တော်တို့ density တို့ model line တို့ထည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ data dimension ပေါ့နော် data dimension ဆိုတာ 1D 2D 3D 4D 5D 6D အဲ့ဒါကိုပြောခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ dimension ကိုကျွန်တော်တို့ 3D ကနေတော့ 4D အထိပဲအများဆုံးထားတင်တယ်ဆိုတော့တခြား functionality တွေမပါဘူးဆိုရင်ကျွန်တော်တို့က 6D အထိထားလို့ရတယ်ကျွန်တော်တို့ 6D အထိထားပြီးတော့တဲ့ခါကျတော့မှတခြား functionality ထပ်ထည့်မယ်ဆိုရင်ကျွန်တော်တို့က data အရင်ကြီးနဲ့ပဲကျင်းသွားတဲ့ခါကျရင်ကျွန်တော်တို့ကပုံကိုခြုံငုံပြီးတော့ကြည့်လို့မရဘူးဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကတခြား functionality တွေဖြစ်တဲ့ဒီ box plot တို့ density တို့ wrap data တို့ model line တို့ထည့်ချင်တယ်ဆိုရင်ကျွန်တော်တို့က 3D ကနေတော့ 4D အထိပဲအဆင်ပြေတယ်ဆိုတော့ဒီ20အားဒါ 2D ဖြစ်တယ်ဆိုတော့ဒီနေ့ကကျွန်တော်တို့ site density ထည့်မယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ x data density ကိုထည့်မယ်ဆိုတော့ဒီကဘယ်လိုမျိုးဖြစ်သွားမလဲဆိုရင်ဒါဆိုရင်ကျွန်တော်တို့ paper density ပါတဲ့ graph တွေထည့်မယ်ဆိုရင်ကျွန်တော်တို့ interactive ပေါ့နော်လှုပ်ရှားပုံရိပ်အနေနဲ့ကျွန်တော်တို့ download လုပ်လို့မရဘူးဆိုတဲ့ဟာကိုပြောထားခြင်းဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ပုံ run လိုက်မယ်ဆိုတော့ဒီမှာတွေ့ရှိရတိုင်းပဲကျွန်တော်တို့ဒီဟာလေးကဒါ density graph လေးဖြစ်တယ် site density ပေါ့နော်ဘာလို့ site density လို့ပြောလဲဆိုရင်ကျွန်တော်တို့ကဒီ graph ရဲ့ဘေးဘက်မှာရှိနေဆိုတော့ဘာဖြစ်လို့ဒီအပေါ်မှာရှိနေတာလဲဆိုရင်ကျွန်တော်တို့ရွေးလိုက်တဲ့ density ဒီ site density ဒီ x
data density ဖြစ်တယ်ဆိုတော့ဒီဟာ x ဝင်ရိုးဖြစ်တယ်ဆိုတော့သူရဲ့ data ရဲ့ distribution ပေါ့နော် data ရဲ့ density ကိုဘယ်ပေါ်မှာမူတည်ပြီးတော့ကြည့်လဲဆိုတော့ဒီဝင်ရိုးပေါ်မှာမူတည်ပြီးတော့ကြည့်တယ်ဆိုတော့ဒီမှာဆိုရင်သူရှိတဲ့အတိုင်းပဲသူတဘောကဘာပြောတာလဲဆိုရင်ဒီမှာဒီ x ဝင်ရိုးနှစ်အထိကကျွန်တော်တို့ density လေးနည်းနည်းရှိတယ်ဒီမှာဒီမှာကျွန်တော်နည်းနည်းမြင့်နေတာကိုသူရှိရတယ်ပြောတော့တဲ့ခါကျတော့ဒီနှစ်ကနေပြီးတော့ဒီ3အထိကကျွန်တော်တို့ density ကကျပါတယ်ကျွန်တော်တို့ဘာ data point မှမရှိဘူးဆိုတော့ဘာ data point မှမရှိဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ density လေးကကျပါတယ်ပြောတဲ့ခါကျတော့ဒီကနေပြီးတော့ဒီ3ကနေပြီးတော့ဒီမှာဆိုရင်ဒီအထိပေါ့နော်ကျွန်တော်တို့သူ့သဘောတရားရပြောမယ်ဆိုရင်ဒီ take ထိဒီမှာနံပါတ်5အထိကကျွန်တော်တို့ data density ပေါ့နော်ဒီ point တွေရဲ့ density တော်တော်များတာကိုသိရှိရတယ်ဆိုတော့အဲ့ဒါကြောင့်ဒီမှာ density ကပြန်ပြီးတော့တက်သွားတယ်ပြီးတော့ခါကျတော့ဒီကနေပြီးတော့ဖွေးလာဒီနာအထိကိုအစုံနာအထိကိုရောက်တဲ့ချိန်မှာကျွန်တော်တို့သိရှိရတိုင်းမှာ point တွေကလည်းကျဲသွားတယ်ဒါကြောင့် density တွေကလည်းကျွန်တော်တို့ကျသွားတယ်အဲ့လိုလေးမျိုးဖြစ်သွားတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ဒါက x နဲ့ကျွန်တော်တို့ဒီဟာပေါ့နော်အပြိုင်က bit length ပေါ်မှာကျွန်တော်တို့ရှင်းပြီးတော့ကြည့်တာတော့ကြောင့်ဒီပေါ်မှာပေါ်ခြင်းဖြစ်တယ်ဒါကြောင့်ဒီဟာကို x data plot လို့ခေါ်ခြင်းဖြစ်တယ်ဆိုတော့ဒီဟာက x data density ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြီးတော့ y data density ကဘယ်လိုမျိုးလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့တီးတန့်လေးပဲကြည့်မယ်ဆိုတော့ y data density ကိုကျွန်တော်တို့ရွေးလိုက်တဲ့ချိန်မှာဆိုရင်ပြီးတော့ကျွန်တော်တို့ဒီမှာဒါလေးကို run လိုက်မယ်ဆိုတော့ဒီမှာတွေ့ရှိရတိုင်းပဲ y data density ဆိုတော့ဒီဟာလေးကကျွန်တော်တို့ကဒီမှာကတကယ်တမ်းကဒီ x data ကနေ x density ကနေပြီးတော့ y density ကအမြင့်ချင်းတူပဲဖြစ်တယ်အမြင့်ဆိုတာကကျွန်တော်တို့ပေါ့နော် graph ရဲ့ frame ကိုကျွန်တော်တို့ကဒီဖုန်းထဲမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကခြုံထားခြင်းဖြစ်တယ်ဆိုတော့ခြုံထားခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ download လုပ်ပြီးတော့ကြည့်တဲ့ခါကျရင်ပုံကဒီလိုမျိုးအကျန်းကြီးပြားမနေပဲနဲ့ကြည့်ရတာအဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဒါကိုကျွန်တော်တို့ဘယ်လိုနားလည်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာအပေါ်မှာကျွန်တော်တို့ y data density လို့ရွေးထားတယ်ဆိုတော့ y ဝင်ရိုးကဘယ်ဟာလဲဆိုရင်ဒီဟာ simple length က y ဝင်ရိုးဖြစ်တယ် y ဝင်ရိုးကနေပြီးတော့ဒီလိုမျိုး range နဲ့ရှင်ပြီးတော့ဒီမှာ density ကိုဆွဲလိုက်ခြင်းဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်ဒီဟာကို y data density site density y ဘက်မှာရှိတဲ့ data လို့ခေါ်တယ်ဆိုတော့သူရဲ့ပုံကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင် density ကိုဘယ်လိုနားလည်လဲဆိုရင်ဒီမှာဒီ point တွေကကျွန်တော်တို့ဒီဟာကျဲနေတာကိုသိရှိရတယ်ဆိုတော့ဒီနားတစ်ဝိုက်လောက်ထိက density တွေကကျဲနေတယ် point တွေကကျဲနေတယ် point တွေကကျဲနေတာဖြစ်တဲ့အတွက်ကြောင့် density ကလည်းနည်းတယ်ဆိုတော့ဒီနားကနေစပြီးတော့ဟောဒီနားလောက်ထိကကျွန်တော်တို့ဒီမှာ density များတယ် point တွေကအရင်ကြီးထူတယ် point တွေကအရင်ထူတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ density ကလည်းကျွန်တော်တို့တက်လာတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ point နဲ့ပဲဟောဒီ point လောက်နဲ့ပဲကျွန်တော်တို့ရှင်းပြီးတော့ကြည့်မယ်ဆိုရင်သဘောတရားကသူကဒီနေရာကနေတော့သူကချက်ချင်းကျလာမယ်ဆိုတော့ဘာလို့သူကမကျလာလဲဆိုရင်သူကဒီလိုမျိုးကျွန်တော်တို့ဒီမျိုးပေါ့နော်အကုန်လုံးကိုဒီလိုမျိုးခြုံပြီးတော့ကြည့်လို့ဖြစ်တယ်ဒီ point အတွက်ကဒီ point ကြီးပဲတည်တန့်ရှိတယ်ဆိုရင်သူကဒီမှာ density ကကျလာတယ်မှာဒါပေမဲ့ဒီမှာသူ့ရဲ့ဘေးနားမှာဒီ range မှာသူ့ရဲ့ကိုစားပြုတဲ့ point density point တွေပေါ့နော် point တွေရဲ့တိတ်တဲဆ distribution ဒီဘက်မှာလည်းရှိတယ်ဒီဟာတွေအကုန်လုံးကိုထည့်ပြီးတော့ရည်သွက်လိုက်တဲ့အချိန်မှာ density ကမြင့်သွားတယ် point ရဲ့ density ကမြင့်သွားတယ်ဒါကြောင့်သူကတော်တော်တိုင်အောင်လည်းမကျဘူးဆိုတော့ဟောဒီနားမှာဒီနားပေါ့နော်ကျွန်တော်တို့4လောက်မှာဆိုရင်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် point တွေရဲ့ density ကနည်းသွားပြီဆိုတော့ဒီနားတစ်ဝိုက်ကနေစပြီးတော့ကျွန်တော်တို့ရဲ့ density ကပြန်တော့ကျလာတာကိုတွေ့ရှိရတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ဒီလိုလိုမျိုးတောင်းလိုက်ပေါ့နော်ကျွန်တော်တို့ y density ကိုရှင်းပြီးတော့ကျွန်တော်တို့ကြည့်ခြင်းဖြစ်တယ်ဆိုတော့
ဒါကကျွန်တော်တို့ y density တစ်ခုတည်းပဲထည့်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခု x density ကိုကျွန်တော်တို့ထပ်ထည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ block က site density နှစ်ခုပေါင်းထားတယ်လို့မျိုးဖြစ်သွားပါလိမ့်မယ်ဆိုတော့ဒီမှာတွေ့ရှိရတိုင်းပဲဆိုတော့ခုနကလူမျိုးပဲခုနဟာကိုကျွန်တော်တို့ပေါင်းပြီးတော့ပြန်သုံးသပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ x menu ဒါ Peter Land ပေါ့နော် x data ဒီလိုမျိုးရှင်ပြီးတော့ဒီမျိုးအပေါ်အောက်ရှင်ပြီးတော့ဒီ density ကိုဆုံးဖြတ်လို့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီ range ပေါ့နော်ဒီ range မှာက point density ကအရင်များတယ်ဒါကြောင့်သူကဒီမှာ point တွေကရန်ထူထပ်နေတယ်ဒါကြောင့် density ကမြင့်တယ်ပြီးတော့ဒီနာကနေစပြီးတော့တဲ့ခါကျတော့ဒီနာထိကကျွန်တော်တို့ပါ point မှမရှိဘူးပါ point မှမရှိဘူးဒါကြောင့်သူကကျသွားတယ်ဒီလေးနာကနေပြီးတော့ကျွန်တော်တို့ဟောဒီအထိဒီ6ထိကကျွန်တော်တို့ point ကြီးပြန်ထူလာတယ်ဒါကြောင့်ဒီမှာ density ကမြင့်လာတဲ့ဟာကိုပြတယ်ဆိုတော့ဒီမှာ point ထူတာမြင့်လာတဲ့ဟာကဒီပထမဟာထက်ပိုပြီးတော့များတယ်ဒါကြောင့်ဒီမှာပုံစံလေးကဒီထိတ်ဆုံးဖြစ်နေတာတဲ့သူကပိုပြီးတော့မြင့်အောင်တွေ့ရှိရတယ်ဆိုတော့ဒီဟာလေးကဒီ density ကဒီလိုမျိုးဒီအပေါ်အောက်ပေါ့နော်အပေါ်အောက်ဆုံးဖြတ်ပြီးတော့ဒီ density လေးရလာခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ Sibelian ဒီ y density ကကျွန်တော်တို့ဘယ်ညာကြည့်ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ရလာခြင်းဖြစ်တယ်ဆိုတော့ဒီဟာကကျွန်တော်တို့ကဒီဟာက Sibelian နဲ့ Peterland ပေါ့နော်ဒီနှစ်ခုမှာပဲကျွန်တော်တို့ခြုံပြီးတော့ကြည့်ခြင်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဒီ density ပေါ့နော်ကျွန်တော်တို့ဒီမှာဒီ point မှာကဘာ species လဲကျွန်တော်တို့ရဲ့ data မှာ species like category ခွဲထားတာရှိတယ်အမည်နာမ data ခွဲထားတာရှိတယ်ဆိုတော့ဒါကကိန်းဂဏန်းဆိုင်ရာ data လေးပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့အမည်နာမ data species ကိုကျွန်တော်တို့ထည့်လိုက်မယ်ဆိုရင်ပုံကဘယ်လိုမျိုးဖြစ်သွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါဆိုတာကျွန်တော်တို့ x data y data ထည့်ထားတယ်ပြောတဲ့ခါကျတော့ဒီမှာကျွန်တော်တို့ category ပေါ့နော်ကျွန်တော်ရဲ့ဒီမှာဆိုရင်အဓိကသုံးမှာကကျွန်တော်တို့အရာကိုအဓိကအရာ data ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့အဓိကသုံးရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တခြားပုံစံ data ထည့်မယ်ဆိုရင် density ကသူက density မှာသူကမကွဲသွားဘူးသူကပုံစံ point မှာပုံစံလေးပဲပြောင်းရမယ်ဆိုတော့ကျွန်တော်တို့ကplot မှာရော point မှာရောကျွန်တော်တို့ density မှာရောကိုအပြောင်းလဲလေးတွေ့ချင်တယ်ဆိုရင်ကျွန်တော်တို့အရာကိုပို့ပြီးတော့သုံးတင်တယ်ဆိုတော့တကယ်တမ်းမှာကလည်းကျွန်တော်တို့ပုံစံနဲ့အရာမှာကကျွန်တော်တို့အရာကပို့ပြီးတော့အသုံးများတယ်အရာ data ပေါ့နော်အရာ data ကပို့ပြီးတော့သုံးများတယ်ဒါကြောင့်ဒီမှာကျွန်တော်တို့ကဒီမှာတော့ကျွန်တော်တို့ပုံစံလေးနဲ့ကျွန်တော်တို့ကြည့်ကြည့်မယ်ခုနကပြောတယ်လို့မျိုးဆိုရင်ဒီဟာဆိုရင်ပုံစံလေးထည့်လိုက်တယ်ပုံစံထည့်လိုက်ပြီးတော့တဲ့ခါကျတော့ဒီမှာကျွန်တော်တို့ဒီပုံလေးကို run လိုက်တယ် render plot လေးနှိပ်လိုက်တယ်ဆိုတော့ဒီမှာတွေ့ရှိရတိုင်းပဲခုနကကျွန်တော်ပြောတယ်လို့မျိုးပဲသူကဒီမှာပုံစံလေးတာကွဲသွားတယ်ဒီကျွန်တော်တို့ density မှာသူကအပြောင်းလဲမဖြစ်ဘူးဒါကြောင့်ကျွန်တော်တို့ကပုံစံအစားကျွန်တော်တို့ကအရာကိုပေးမှာဖြစ်တယ်ဆိုတော့ဒါနန်းပြန်ထားလိုက်မယ်ပြီးတော့ခါကျတော့ဒီမှာ species ကိုထားလိုက်မယ်ပြီးတော့တဲ့ခါကျရင်ဒါကျွန်တော်တို့ပုံကိုပြန်ပြီးတော့ run လိုက်မယ်ဒီမှာကျွန်တော်တို့ run လိုက်ပြီဆိုရင်ဒီမှာတွေ့ရှိရတိုင်းပဲကျွန်တော်တို့ရဲ့ပုံထွက်ရှိလာပြီပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကကျွန်တော်တို့ကဒီပေါ့နော်ကျွန်တော်တို့ဖုန်း screen ကိုဒီတိုင်းအတဲ့တိုင်းကြည့်ထားတယ်ဒါကြောင့် screen ကိုမျှရအောင်မျှတတလေးပေါ်လာရအောင်လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ density graph ကနည်းနည်းပြားချက်နေတယ်လို့မျိုးပုံစံမျိုးဖြစ်တယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့တိကျမြင်ရအောင်ဆိုရင်ကျွန်တော်တို့ဒီပုံကို download လုပ်လိုက်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ download လုပ်ပြီးတော့တဲ့ခါကျတော့မှဒီပုံကိုကျွန်တော်တို့အသေးစိတ်ပြန်လဲရှင်းပြအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခု download လုပ်မယ်ဆိုတော့ပုံတွေ download ပုံတွေမြင်ဆောင် statistic ကိုနှိပ်မယ် static ကိုနှိပ်မယ်ပြီးတော့တဲ့ခါကျရင်
ဒီမှာဒီဟာလေးပေါ်လာပြီပဲဖြစ်ပါတယ် static plot ဆိုတော့ကျွန်တော်တို့ဒါနောက်ဆုံးနှိပ်တာဆိုတော့နောက်ဆုံး file နဲ့နောက်ဆုံး file နောက်ဆုံးအချိန်နဲ့ပေါ်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ file ထဲကိုသွားမယ် file ထဲကိုသွားမယ်ပြီးတော့ခါကျတော့ကျွန်တော်တို့ internal storage ပေါ့နော် internal storage မှာကျွန်တော်တို့ static plot ကျွန်တော်တို့ download လုပ်ထားတဲ့ plot က static plot ဖြစ်တယ်ဆိုတော့အဲ့ဒါလေးနဲ့ရိုက်တော့ရှာလိုက်မယ်ပြီးတော့တဲ့ခါကျရင်ဒီမှာဒါနောက်ဆုံးပုံဖြစ်တယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ဖွင့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးတိစောက်နေတဲ့ scatter charge ပေါ့နော်ဒီ scatter charge တွေကိုကျွန်တော်တို့တိစောက်နေလမ်းညွှန်တဲ့တကွ tutorial နဲ့တကွကျွန်တော်တို့လွယ်လွယ်ကူကူဖုန်းကနေပြီးတော့တိစောက်နိုင်တယ်လို့ကျွန်တော်တို့ကို service app မယ်ဆိုရင်လည်းကျွန်တော်တို့ဘောနော်ကိုယ်တိုင်ကိုကြမတိစောက်ချင်ဘူးကျွန်တော်တို့ကို service app မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ scatter charge application ကိုကျွန်တော်တို့ static plot ပုံတိစောက်ခြင်းမှာကျွန်တော်ပုံနှစ်ပုံ900ကျပ်နှုန်းပုံအတီ9ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ခုနကပြထားတဲ့ dynamic plot ပေါ့နော်ကျွန်တော်တို့highlight တွေပေးတယ်ကျွန်တော်တို့လိုလို search ချလို့ရတယ်ဆိုတော့ပုံအတွက်ကိုကျွန်တော်တို့ပုံရှင်တစ်ပုံ900ကျပ်နဲ့ပုံရှင်3ပုံ1000ကျပ်နှုန်းနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးရရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဟာကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ဒီ YouTube comment Facebook Messenger ကနေပြီးတော့ WLH Education ကနေတော့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ဒီ Gmail wlheducation@gmail.com ကနေပြီးတော့လည်းမြန်မာဘာသာဖြစ်ဖြစ်အင်္ဂလိပ်ဘာသာဖြစ်ဖြစ်မိမိဆောင်ရွက်လို့တော့ data နဲ့အတူပေးပို့ပြီးတော့ကျွန်တော်တို့ service အနိုင်ပါတယ်ဒီမှာတွေ့ရှိရတိုင်းပဲဒါကျွန်တော်တို့ခုနကဒီမှာဆိုရင်ဒါကျွန်တော်တို့ခုနက download လုပ်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ download လုပ်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာပုံကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်သူကဘာပြောတာလဲဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ density ပေါ့နော်ကျွန်တော်တို့ x pixel length အနေထားရပဲကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ဒီမှာကျွန်တော်တို့ခရမ်းရောင်ပေါ့နော်ခရမ်းရောင်စစ်တိုဆာက x ဘက်ကနေတော့ကြည့်မယ်ဆိုရင်သူကအမြင့်ဆုံးဖြစ်တယ်တော်တော်လေးကိုမှ density ကသူကအမြင့်ဆုံးဖြစ်တယ်တခြားဟာကဒီမှာဆိုရင်ဒီမှာ versicolor နဲ့ virginica က versicolor နဲ့ဒီမှာ virginica အဝါရောင်လေးကသူကဒါကျွန်တော်တို့versicolor ကဒီအဝါရောင်ထက်နည်းနည်းလေးပဲမြင့်တယ်ဆိုတော့ပြီးတော့တဲ့ခါကျတော့နောက်တစ်ခုကကျွန်တော်တို့ဘာကိုကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့အမြင့်နဲ့အနှိပ်ပေါ့နော်အမြင့်နဲ့အနှိပ်ကိုကျွန်တော်တို့ကြည့်ခြင်းအဖြစ် point density ကများလားမြင့်လားနည်းလားဆိုတဲ့ဟာကိုသိနိုင်တယ်ပြောတော့တဲ့ခါကျတော့ကျွန်တော်တို့ range ပေါ့နော်ဒီမှာ range ကျွန်တော်တို့စစ်တိုစာဒီခရမ်းရောင်ဆိုတဲ့စစ်တိုစာကဒီကျွန်တော်တို့ x ဘက်ကနေကြည့်မယ်ဆိုရင်သူကမြင့်တယ်ဆိုပေမဲ့ပေါ့နော်သူကမြင့်တယ်ဆိုပေမဲ့ density ကဒီနယ်ပယ်တဝိုက်မှာတွေးရများတယ်ဆိုပေမဲ့သူတွေးရတဲ့နယ်ပယ်ကကျွန်တော်တို့ pixel length 2ထိပဲတွေးရတယ်ဆိုတော့သူရဲ့ range က2ထိပဲရှိတယ်ဆိုတော့ဒီနေရာမှာဆိုရင်သဘောတရားကျွန်တော်တို့ pixel length ပေါ့နော်ကျွန်တော်တို့ pixel length 2လောက်ထိပဲရှိမဲ့ဟာဆိုရင်ကျွန်တော်တို့ကဒီ species ကဘာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ချက်ချင်းခွဲခြားလို့ရပြီဆိုတဲ့သဘောမျိုးဖြစ်တယ်ဆိုတော့ဘာလို့လဲဆိုတော့သူကထူးခြားနေတယ်သူက pixel length range 2လောက်ထိပဲရှိတယ်ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့ဒီအရွက်ပေါ့နော်အရွက်တစ်ရွက်ကိုကျွန်တော်တို့ရှာရလို့သူရဲ့ pixel length က2လောက်ပဲရှိတယ်ဆိုရင်ဒီ species ကဒီ data ရဆိုရင်ကျွန်တော်တို့ဒါ Setosa species ဖြစ်ဖို့များတယ်ဆိုတော့ဒီမှာဆိုရင်နောက်တစ်ခုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာဆိုရင် ကျွန်တော်တို့ဒီစိမ့်နူးရောင်က versicolor ဖြစ်တယ်ဆိုတော့ versicolor ကသူရဲ့ range ကဒီမှာကျွန်တော်တို့3လောက်ကနေစတာဒီမှာဆိုရင်သူရဲ့ start mark ကဒီမှာ3လောက်ကနေစတယ်ပြီးတော့တဲ့ခါကျတော့သူရဲ့ဆုံးမှတ်ကဒီမှာကျွန်တော်တို့9လောက်မှာဆုံးတယ်9လောက်မှာဆုံးတယ်ဆိုတော့3ကနေပြီးတော့9လောက်မှာရှိတယ်ပြီးတော့တဲ့ခါကျရင်ဒီမှာအမြင့်ဆုံးကဟောဒီနားလေးလောက်ဖြစ်တယ်ဆိုတော့ဒီမှာနှစ်ခုထပ်နေတယ်နှစ်ခုထပ်နေရခြင်းသဘောတရားဘာလဲဆိုရင်ကျွန်တော်တို့ point ထဲမှာလဲကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီ range ပေါ့နော်ဒီ9ဒီ4ဒီနားလေးကနေပြီးတော့
ဒီနာအထိပေါ့နော် 4.25 နဲ့ 5.25 ဒီကြားလေးကကျွန်တော်တို့ဒီမှာအဝါရောင်နဲ့အစိမ်းရောင်နဲ့ထပ်နေတာကိုသိရှိရတယ်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ပါဆုံးဖြတ်လို့ရမှာလဲဆိုရင်ဒီ data ပေါ့နော်ဒီ H data ကနေတော့ကျွန်တော်တို့ဆုံးဖြတ်လို့ရတာကျွန်တော်တို့အပြင်မှာပေါ့နော်ကျွန်တော်တို့ pixel length ရတာ pixel length ဆိုတဲ့ဟာကျွန်တော်တို့အရွက်ကနေတော့ pixel length ရတယ်ဆိုရင်အဲ့ဒီ pixel length ကကျွန်တော်တို့ကဒီမှာ4 4နဲ့5နဲ့ကြား4နဲ့5.5လောက်ရှိမှာပေါ့ဒီ range ဆိုရင်4.25နဲ့5.5ကြားမှာရှိတဲ့ pixel length ဆိုရင်ဒါကျွန်တော်တို့ဆုံးဖြတ်ရနည်းနည်းခက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူက versicolor လည်းဖြစ်နိုင်တယ် virginica လည်းဖြစ်နိုင်တယ်။ဆိုတော့ဒီနာလေးကကျွန်တော်တို့ဒီဟာထပ်နေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဆိုတော့ဒီကနေတော့ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့ပါဆုံးဖြတ်လို့ရတယ်ဆိုတော့ဒီကနေဒီ 5.75 ကနေတော့ကျွန်တော်တို့အဆုံးထိကျွန်တော်တို့ဒီမှာဆို pixel length မြင့်တဲ့ဟာကိုကျွန်တော်တို့ရမယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဆုံးဖြတ်လို့ရလဲဆိုတော့ဒီအမြင့်မှာကဒီမှာသူရှိရတိုင်းမှာကျွန်တော်တို့အဝါတွေပဲရှိတယ်အဝါဆိုတာ versicolor တွေပဲရှိတယ်ဆိုတော့ဒီအရွက်အမြင့်တွေမှာဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်တို့ရပြီဆိုတော့ねကျွန်တော်တို့ဒီ data နယ်ပယ်ထဲမှာထားတော့ကျွန်တော်တို့အရွက်မှာ pixel length 7ဒါမှမဟုတ် 6.5 လောက်ကိုကျွန်တော်တို့ရမယ်ဆိုရင်သူဟာကျင်းတည်တယ်ဒါက versicolor ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ x ဖြစ်တယ်ပြောတော့တဲ့ခါကျတော့ဒါ y မှာလည်းကျွန်တော်တို့သိရှိရတိုင်းပဲဒီမှာဆိုရင်ဒါကိုကျွန်တော်တို့ခြုံပြီးတော့ကြည့်လိုက်မယ် y မှာဆိုရင်လည်းဒီမှာ y ဝင်ရိုးအနေထားရကြည့်ရမယ်ဆိုရင်လည်းဒီမှာ pixel length ပေါ့နော်ကျွန်တော်တို့ဘယ်ညာကြည့်ပါမယ်ဆိုရင် pixel length မှာ setosa ကကျွန်တော်တို့အမြင့်ဆုံးပဲဖြစ်တယ် setosa ကအမြင့်ဆုံးဖြစ်တယ်ပြီးတော့တဲ့ခါကျတော့ range ပေါ့နော်ဒီ data range ကလည်းသူကအနည်းဆုံးဖြစ်တယ်အသေးဆုံးဖြစ်တယ်ပြီးတော့တဲ့ခါကျတော့ range အကြီးဆုံးကကျွန်တော်တို့ range ပေါ့နော် data နဲ့ပဲကိုစားပြုနိုင်တဲ့နဲ့ပဲအမြင့်ဆုံးအနှိမ့်ဆုံးမဟုတ်ဘူးကျွန်တော်တို့ data ကိုစားပြုနိုင်တဲ့နဲ့ပဲအမြင့်ဆုံးကပါလဲဆိုရင်ဒီမှာ virginica အဝါရောင်လေးဖြစ်တယ်ဆိုတော့အဝါရောင်လေးကကျွန်တော်တို့ဒီနာကနေစပြီးတော့ဒီအပေါ်ထိပ်ဆုံးထိရောက်တယ်ဆိုတော့ဒီဘေးပညာကြည့်မယ်ဆိုရင်ပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့အလဲပေါ့နော်အလဲကကျွန်တော်တို့ဒီမှာဒီစမ်းအောင် versicolor လေးသူကကြတော့ဒီနာကနေစပြီးတော့ဒီနာလောက်ထိသူကအဆုံးသက်တယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာသဘောတရားတစ်ခုရှိတယ်ဆိုတော့ဒီမှာ pixel length ပေါ့နော်ကျွန်တော်တို့အပြင်မှာ data ရှာမယ်ဆိုရင်ကျွန်တော်တို့ရရှိလာတဲ့တရွက်ကိုကျွန်တော်တို့ pixel length point of view ကနေတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီနယ်ပယ်ဆိုတော့ဒီမှာသူရှိရတိုင်းမှာ3ခုလုံးထပ်နေတဲ့နယ်ပယ်လေးသူရှိရဒီမှာ3ကန်လေးဆိုတော့ဒီနယ်ပယ်မှာဆိုရင်ကျွန်တော်တို့ကသူ့သဘောတရားကဘယ်လိုမျိုးဖြစ်မလဲဆိုရင်ကျွန်တော်တို့နည်းနည်းအလုပ်ရှုပ်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့3ခုလုံးကိုကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ3ခုလုံးထပ်နေတာဖြစ်တဲ့အတွက်ကြောင့် versicolor လားvirginica လား setosa လားဆိုတဲ့ဟာကိုကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာဖို့နည်းနည်းပို့ပြီးတော့အလုပ်နည်းနည်းပို့ကြမယ်ပေါ့နော်ကျွန်တော်တို့ပို့ပြီးတော့ခွဲခြမ်းစိတ်ဖြာရမယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဒီအဆုံးသက်ပေါ့နော်ကျွန်တော်တို့ pixel length အမြင့်ပိုင်းကနေအမြင့်ဆုံးကိုကျွန်တော်တို့ရမယ်ဆိုရင်ဒါကျင်းတည်တယ်ကျွန်တော်တို့ဒီမှာ pixel length အမြင့်ဆုံးကကျွန်တော်တို့ range မှာက range ပေါ့နော် range အမြင့်ဆုံးကိုစားပြုတဲ့ range အရာပြောရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ virginica ပဲဆိုတော့ကျွန်တော်တို့ pixel length တစ်ခုဒီ pixel length ကကျွန်တော်တို့8လောက်ရှိနေတယ်ဆိုရင်ဒါကျင်းတည်တယ်ကျွန်တော်တို့ virginica ဆိုတဲ့ဟာလေးပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ density block ကိုအဲ့လိုမျိုးကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်